Jangeli, Sevia le Moshiku, Zodi. Don't ya be the gecko, the jewel to you, Billy. You bala tarana draco, the lamb shidu raji. Let you think, Piatarana Azani. You move your teeth in it. Say me, you are.ပြောင်းလေးတွေကိုခစ်တွေသာပြောင်းသည်မဟောင်းနေဒီမနီနှစ်ရှိချာညောင်းသည်မပြောင်းလေးတွေကိုခစ်တွေသာပြောင်းသည်မဟောင်းနေဒီမနီဘုခိုက်ပူဇော်ပါသည်ချိုးချိုးစွာတီးတန်ခါကိုဤထူးတဲ့မြက်လေးမြင်တန်ကြားပြတဲ့များရှင်ဒေဒီဆရာတော်ဖျားကြီးဟာငယ်စဉ်ကလေးကကြပြလင်္ကာများဆက်စုရေးသားနိုင်ခဲ့သူဖြစ်ပါတယ်ဆရာတော်ကြီးတက်တော်19နှစ်ရွယ်သာမဏေဘဝမှာပဲဘုဒ္ဓလင်မြို့နယ်ရဲထွက်ရွာအရှိကြောက်ပင်တော်ရဘုန်းတော်ကြီးဘုခန္ဓမာထံမှာဗေဒင်ပညာသင်ယူရင်းတန်ပေါက်လင်္ကာယုစနည်းတွေသင်ယူခဲ့တာဖြစ်ပါတယ်အဲ့ဒီရွယ်မှာပဲဘူသူတိတာပြင်းစတာဇာတာဘွဲပဇံတွေ့ယူလင်္ကာရှင်လောင်းနဲ့ရှိုးလိုက်ရတုနဲ့မဟောကြီးစီကံစတဲ့ယုကဗျာများကိုရေးသားနိုင်ခဲ့ပြီဖြစ်ပါတယ်ရှင်။နောက်ရုံမြင့်တန်ကြားပြည့်တဲ့များရှင်။ဒေဒီဆရာတော်ဖျားကြီးရဲ့ကြဗျာသာပေဆိုင်ရာလက်ဦးပထမဆရာကတော့ဥက္ကဏမဖြစ်ပြီးဒုတိယဆရာကတော့သခိုင်းမြို့ညောင်မင်းသားဥပုံညာဖြစ်ပါတယ်။ညောင်မင်းသားဥပုံညာဆိုတာတလေဥပုံညာနဲ့အပြိုင်ကျော်ကြားခဲ့တဲ့စာစုတူဖြစ်ပါတယ်။ဒေဒီဆရာတော်မဖြစ်မီအရှင်ညာနာတဇဟာမန္တလေးမြို့မြောက်ပြင်စံကျောင်းကြီးမှာ16နှစ်တိုင်တိုင်သတင်းသုံးနေစဉ်သခိုင်းမြို့အနောက်ဖျားအစီကံရက်ညောင်မင်းသားကျောင်းတိုင်းမှာသတင်းသုံးနေတဲ့ညောင်မင်းသားဆရာတော်ဥပုံညာထံမှာကြပြရင်းကြီးတွေကိုသင်ယူခဲ့တာဖြစ်ပါတယ်ရှင်။အဘိဓမ္မာဆိုင်ရာတရားဆိုင်ရာကျမ်းကြီးကျမ်းငယ်တွေကိုဆရာတော်ဘုရားကြီးကရေးသားခဲ့တယ်လို့တွေးကြိုးလေးကြိုးရတုကြပြမေတ္တာစာများကိုလည်းရေးသားခဲ့တယ်လို့သိရတယ်အခုကျွန်တော်တို့ပြီးဆိုနေကြတာကတော့လေဒီဆရာတော်ဘုရားကြီးဉာဏ်မိတောက်ဆအရွယ်ငယ်စဉ်ကရေးသားခဲ့တဲ့မောဟကျေးစီရတုကြပြကြီးကိုကျွန်တော်တို့ပြီးဆိုနေကြတာပါခင်ဗျာဟုတ်ကဲ့ကျေးဇူးရှင်ပထမလေဒီဆရာတော်ဘုရားကြီးဟာငယ်စဉ်ကတည်းကကြပြလင်္ကာတွေရေးသားခဲ့တယ်လို့သိရှိရပါတယ်ဆရာတော်ဘုရားကြီးသက်19နှစ်ရွယ်တာမဏေဘဝမှာကုလင်မြို့နယ်ရဲရရွာရှိရောပင်တော်ရဘုန်းတော်ကြီးဥက္ကဏမထံမှာဒီနေ့ပညာတွေသင်ယူရင်းနဲ့တန်ပေါက်ယတုလင်္ကာကြပြတွေကိုလည်းရေးဆက်ခဲ့တယ်လို့သိရှိရပါတယ်အဲတုန်းကတပင်းမြို့နယ်အတွင်းမှာကျင်းပလေးရှိကြတဲ့ရှင်လောင်းလက်ပွဲတွေမှာပေါ့အဲရှင်လောင်းလက်ပွဲတွေမှာရှိုးလိုက်ယတုတို့မောကျေးစေယတုတို့
ဒီကြပြားတွေကိုလည်းဆရာတော်ကြီးကရေးသားခဲ့တယ်လို့သိရှိရပါတယ်ကိုအောင်လည်းဦးကြီးဆရာတော်ကြီးရဲ့ကြပြားနဲ့ပတ်သက်လို့သင်ယူခဲ့တဲ့ဆရာကြီးဤပညာတွေဒါလေးတွေကိုလည်းဆက်လက်ပြီးတော့အနည်းငယ်ရှင်းပြပေးပါဦး ဆရာတော်ကြီးရဲ့လက်ဥပထမဆရာကတော့ဥက္ကဋ္ဌမလို့ကျွန်တော်သိနောက်တစ်ခါဒုတိယဆရာကျတော့ညောင်မင်းသားဥပုံမြတ်ညောင်မင်းသားဥပုံမြတ်ဆိုတာကလည်းပဲကျွန်တော်တို့ကလေးဥပုံမြတ်နဲ့အပြည့်ကြီးလည်းအဲ့ဒီဖြစ်တဲ့စာအဲ့ဒီလေဆရာတော်ကြီးလိုမဖြစ်မီရှင်ညာနာတရဆိုပြီးတော့ကျွန်တော်စတင်ခဲ့တဲ့အချိန်မှာပေါ့ဒီမြောက်ပြင်ဆန်ကျောင်းကြီးမှာ16နှစ်တိုင်တိုင်သတင်းသုံးနေတဲ့အခါမှာဒဂိုင်းတော်ဖျားအစီကံရက်ညောင်မင်းသားကျောင်းတက်ကြတယ်အဲ့ညောင်မင်းသားဥပုံမြတ်ဒီမှာဗျာကြီးတွေစတင်ခဲ့တယ်လို့ကျွန်တော်သိရတယ်ဘုရားဟုတ်ကဲ့ဗျာလေဒီဆရာတော်ဘုရားကြီးဟာကြဗျာလင်းကရေးသားဖွင့်နေမှုနဲ့ပတ်သက်လို့ညမဲစပေပညာရှင်ဆရာကြီးဥဖေမောင်တင်ပြောခဲ့တာမှတ်သားဖို့ပါလေလေဒီဆရာတော်ဘုရားဟာဘင်္ဂါစကပြေနှစ်ထွေရောရှက်တဲ့မြစ်သာမျိုးကိုသာမကဘင်္ဂါရွေးကျိုးလေးကျိုးတိဒအရရက်ကိုလည်းတစ်ဖက်ကန့်ကတက်ကြောင်းတော်မူတယ်ဆရာတော်ဘုရားကြီးဟာကြဗျာဘက်မှာနှိုက်ချွတ်ညံကျက်စားပြီးရေးနိုင်တယ်ဆရာတော်ကြီးရေးဖွဲ့ခဲ့တဲ့ကြဗျာလင်္ကာတွေဟာတရားဓမ္မအဆုံးအမတွေနဲ့မကင်းလွတ်ပဲအလုံးရင်ကြီးနုနယ်နည်းနေတာကြောင့်လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကိုဖြစ်ထွန်းစေခဲ့တယ်လို့ဆိုခဲ့တာပါပဲခင်ဗျာ ဟုတ်တယ်ဥပဒေဆောင်ဟုတ်တယ်ကျွန်တော်လေဒီဆရာတော်ဘုရားကြီးဟာမြတ်စွာဘုရားကိုပူဇော်တဲ့နေရာမှာတစ်ခါညှိုးဆိုပြီးတော့ပူဇော်ရုံနဲ့အားမရတော့အထက်ထအခါကညှိုးဆိုပြီးတော့ကြည်ညိုမှုဖြစ်လာအောင်ရေးသားခဲ့တာရှိအဲ့ဒါတော့သုံးလူတို့နဲ့ရက်ခက်မြတ်သားကိုတော်ဖျားကိုသုံးပါးမှန်စွာဝန္ဒနာညင်းရေးထားတာမှတ်သားခဲ့ပြီနောက်တစ်ခုကတော့လူမင်းတကာတို့ရဲ့ဥက္ကဋ္ဌနတ်မင်းတကာတို့ရဲ့ခေါင်ဖြတ်အကြားမင်းတကာတို့ရဲ့ရာဇာမြမမင်းတကာတို့ရဲ့မကိုက်တောင်းထိုက်ရန်ကိုဝေနေရဘူးလူဝဲတဆူပြီးပေါ်ထွန်း၍နေဝင်းကြီးတစ်ပွဲဖြစ်တော်မူသောမြတ်စွာဘုရားကျွန်တော်မှတ်သားခဲ့ဘူး ဟုတ်တာပေါ့နဲ့ကိုကျော်စွာခင်ဗျာဆရာတော်ဘုရားကြီးရဲ့ရေးသားတဲ့ဟာခိမိမိရှိအောင်လားမကဘူးခေတ်ကိုလည်းထင်ဟပ်ဖော်ပြထားတဲ့ရေးသားတွေကျွန်တော်တွေ့ရတယ်ဆရာတော်ကြီးရဲ့ခေတ်ဆိုတာကျွန်တော်တို့ဒီနေချက်ကိုလိုနီဆိုတာခေတ်အဲဒီနေချက်ကိုလိုနီဆိုတာခေတ်မှာကျွန်တော်တို့နေချက်အစိုးရရဲ့လက်ကင်တုပ်ဖြစ်တဲ့ပလိတ်တွေဟာပြည်သူပြည်သားတွေပေါ်မှာမကောင်းဘူးအပေပုံသားဆိုတာလည်းပဲမကောင်းဘူးအဲ့ဒီမကောင်းတဲ့နှစ်ခုကိုထားပြီးတော့ကျွန်တော်တို့အပေပုံပလိတ်သားဆိုတဲ့ရေးသားဟာအင်တန်ဖြစ်မိပြီးတော့ခေတ်ကိုအင်တန်ထင်ဟပ်ပါတယ်ဟုတ်ကဲ့ဒါလည်းမကသေးပါဘူးကျွန်တော်တို့ဒီနေရာမှာဆိုရင်သတင်းစာကမ်းလိုက်သည်ဆိုတဲ့အသုံးလုံးလည်းပဲတွေ့ရတယ်ခေတ်နဲ့ပတ်သက်ပြီးတော့ထင်ဟပ်ပါတယ်နောက်တစ်မျိုးကလည်းပဲကျွန်တော်တို့ရှိသေးတာကဘာလဲဆိုလို့ရှိရင်လူပုဂ္ဂိုလ်တစ်ဦးဟာကိစ္စတရားကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်ကြည်ကြည်ပြည့်ပြည့်ကြီးပြီးတော့သွားတာကိုပဲဆရာတော်ဘုရားကြီးကမြင်လုံးထွားတယ်ဆိုပြီးတော့သုံးလုံးလည်းပဲသုံးတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဟုတ်ကဲ့ဆရာကြီးကမှပြောပြလို့ဆရာတော်ဘုရားကြီးရဲ့သာပေရေးသားတွေသာပေတန်းစာတွေလင်္ကာတွေမြောက်မှုတွေထင်ဟပ်မှုတွေဘယ်လိုရေးဆက်တဲ့သဘာဝထိမိမှုတွေသိရှိရတာဖြစ်ပါတယ်သာပေလင်္ကာနဲ့ယတမြောက်မှုတွေဒါကိုလည်းသိရှိရပါတယ်အဲ့တော့ဆရာတော်ဘုရားကြီးနဲ့ပတ်သက်တဲ့ရေးခဲ့တဲ့သုံးမဩဝါဒတွေဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတရားတွေဟာတော့ကျွန်တော်တို့ခုလိုတစ်ထိုင်နဲ့ပြောလို့လည်းချီးကျူးလို့လည်းပုံနိုင်မှုလည်းမရှိပါဘူးအဲ့တော့သူတစ်ပြည့်အနေနဲ့ကျွန်တော်ပြောရရင်တော့ဆရာတော်ဘုရားကြီးရဲ့သုံးမဩဝါဒစာပေတွေတော်တော်လေးနှစ်သက်ပြီပါတယ်။ကောင်းမတ်ချိုတဲ့တင်လို့ရှိတော့ဆရာတော်ဘုရားကြီးရေးစခဲ့တဲ့သုံးမဩဝါဒတိကျလေးတစ်ပုဒ်လောက်နားထောင်ကြရရင်ကောင်းတယ်။ကောင်းတယ်ဗျာ။သုံးမလည်းခင်ဗျာ။ပြောရရင်တော့ဗျာဆရာတော်ဘုရားကြီးရေးခဲ့တဲ့ထက်ကတတိမောင်ဩဇာကိုသုံးမတဲ့ပစ္စည်းချအလုံးနဲ့နေပုတ်လူရက်ဟုတ်ဆိုတဲ့အစရှိတဲ့ခြေတက်လေးထိုးကြည့်ရရင်ကောင်းတယ်။အဲ့ဒီဒေတာကိုဆရာတော်ကြီးကဘယ်လိုရွေချက်နဲ့ဘယ်လိုဆက်ဆိုခဲ့တယ်ဆိုတာလည်းပဲကျွန်တော်တို့အများကြီးအောင်ပေါ့ဗျာ။ဒီကပွဲလေးဟုတ်ကဲ့လေးလေးရှင်းပြတတ်ပါဦး။ဒီလိုဗျ။ဥအောင်ကြီးဆရာတော်ကြီးမှာမောင်ဩဇာဆိုတဲ့တပည့်ရင်းတယောက်ရှိတယ်။အဲ့ဒီမောင်ဩဇာကိုဇဏိယဝေကိစ္စတွေဆရာတော်ဘုရားကြီးကခိုင်းနေလို့ရှိတယ်။အဲ့တော့ဒီမောင်ဩဇာဟာဒီဝါရေးဇောကပ်ပြီးတော့ဒီဝါရေးလုပ်တယ်မှာပဲသူကနင်းမြုပ်အဲ့ဒါကိုဆရာတော်ဘုရားကြီးအနေနဲ့ဒီလိုမောင်ဩဇာစီဝါရေးလောဘတွေတိုက်ပြီးတော့ဖြစ်နေတာကိုကျွန့်ခဲ့ပြီးတော့မောင်ဩဇာကိုသုံးမတဲ့အနေနဲ့ဒီသုံးမဩဝါဒကိုရေးပေးခဲ့
မောင်ဩဇာကိုညှဉ်းညွှန်းပြီးတော့ရေးခဲ့တဲ့ဒီဆုံးမဩဝါဒဟာမောင်ဩဇာလို့ပုဂ္ဂိုလ်အများစုကြီးကိုပဲညှဉ်းညွှန်းရရောက်သွားတယ်ဆိုတော်တော်လေးပဲထိထိမိမိရှိပါတယ်ပစ္စည်းရှာအလောက်နေနေပုတ်လို့ရဲ့ဟာနေမြောင်းလို့အသက်ကုန်တဲ့ပြပောင်းဖြစ်မကောင်းခုလုံးနဲ့တန်တာလေးမှာတိတက်လေးနားထောင်ကြည့်ရတော့ဇုံနဲ့အတီးနဲ့အမှန်တမ်းမှပဲရတာမြောက်ပါတယ်အမှန်တမ်းမှကောင်းပါတယ်အဲ့တော့ဒါရတက်ပြောရရင်ပေါ့ဗျာတတိမောင်ဩဇာကိုပဲထပ်ပြီးတော့သုံးမတဲ့တိတက်လေးတစ်ပုဒ်ရှိတယ်အဲ့ဒါလေးကတော့အမိတော်ပြောရရင်ငါအာယုံပင်စုနဲ့ခင်မှုလို့နေကုန်ဆိုတဲ့အစချီရဲ့တိတက်လေးပါအဲ့တော့ဆရာကြီးဥမာကျော်အနေနဲ့ဒီတိတက်ကလေးဘယ်လိုကြောင်းကြောင်းရေးဆက်ခဲ့တယ်ဘယ်လိုသုံးမခဲ့တယ်ဆိုတာလေးအများလည်းသိရအောင်ဒီနေ့တော့ရှင်းပြပေးပါလို့ခင်ဗျာဟုတ်ကဲ့ဗျာကျွန်တော်တို့တတိမောင်ဩဇာဟာခုနကျွန်တော်တို့ကြားသိခဲ့ရတဲ့တိတက်ကလေးနဲ့ဆုံးမတော်လည်းပဲတတိကြီးကဆက်ပြီးတာစီးပွားရှာလုပ်ပြီးဆက်ပြီးတော့လုပ်အာယုံ၅ပါးနောက်ကိုလိုက်နေတာပေါ့ဗျာအဲ့တော့အင်တန်ချစ်တဲ့သူ့ရဲ့တတိကြီးမောင်ဩဇာဒီလိုသာလုပ်နေရင်တဲ့မင်းနောက်အဝီစီမှာတောင်မင်းခေါင်းပြူဖို့ရမလွယ်ဘူးလို့ဆရာတော်ဘုရားကြီးကဒီလိုပဲဆိုပါတယ်ဒါကြောင့်ဒီဒုတိယဒီငါးအာယုံဘင်စုဆိုတဲ့တိတက်ကလေးကတော့ဆရာတော်ဘုရားကြီးကသူ့ရဲ့ချစ်လာစွာသောမောင်ဩဇာကိုနော်ဒုတိယအကြိမ်သူပြောတာကိုမနာခံတဲ့အတွက်ဒုတိယအကြိမ်ဆုံးမတဲ့ဒါဩဝါဒတိတက်ကပြပါပဲငါအာယုံပင်စုခင်မှုနဲ့နေကိုငါအာယုံပင်စုခင်မှုနဲ့နေကိုနေရခုမေဘုံလို့တွေ့မကြုံစခန်း
နာခီလီရဲ့နဲ့နင်းအပြင်းပို့တဲ့လာဒီလုံးဝစရိုက်အိုဒီလုံးဝစရိုက်အိုလို့မကြိုက်လို့ရှောင်ပြလို့နောင်အသိတကယ်ပြင်းလျင်ကောင်းလို့စင်ခွတ်တာကြိုက်ကမမလိုက်ချင်းလျင်ခွတ်တာကြိုက်ကမမလိုက်ချင်းလျင်အမိုက်နဲ့ပြင်းရှိသေးလေလေလားခွတ်တာစေကမမခဲချင်းလျင်ခွတ်တာစေကမမခဲချင်းလျင်အလွဲနဲ့ပြင်းရှိသေးလေလေလားခွတ်တာတုံးကမမယုံရင်လေခွတ်တာတုံးကမမယုံရင်လေအရှုံးနဲ့ပြင်းရှိသေးလေလေမြောက်ရီရုံမြင်တန်ကြားပြည်သက်များရှင်လေဒီဆရာတော်ဘုရားကြီးဟာအဘိဓမ္မာနှင့်သဒ္ဒါဆိုင်ရာကျမ်းပေါင်းမြောက်များစွာကိုရေးသားခဲ့တဲ့ပြင်ဒွေကျူလေကျူယတုတေးတက်လင်္ကာမေတ္တာစာများစွာတို့ကိုလည်းရေးဖွဲ့တည်ကုံဆက်ဆူတော်မူခဲ့ပါတယ်လေဒီဆရာတော်ဘုရားကြီးရဲ့အရေးသားတွေထဲမှာခေတ်ကိုရောင်မြဟတ်စေတဲ့စကားလုံးတွေနဲ့အတိတ်ပဲလွန်စွာကြစ်လက်သိပ်သီးတဲ့အသုံးအနှုန်းတွေပါဝင်တာကိုတွေ့မြင်ရပါတယ်ဒါအပြင်ဆရာတော်ကြီးရေးသားတဲ့စာပေတွေဟာတရားဓမ္မအဆုံးအမများနဲ့ထုံမွန်းလွှမ်းခြုံနေတာကြောင့်လဲလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကျေးဇူးကိုရရှိစေခဲ့ပါတယ်ရှင်။